နာမှာကိုက်မှတောက်ရမယ်မှန်ကန်တဲ့ပမာဏဖြစ်ရမယ်ပို့ပြီးတော့မတောက်ရပါဘူးဒီနေ့မှာတော့အကြိုက်ခဲပြောက်ဆေးတွေကိုအန္တရာယ်မရှိအောင်ကိုမထိခိုက်အောင်ဘယ်လိုမျိုးတောက်ရမလဲဆိုတဲ့နည်းလမ်းကိုပြောပြပေးသွားပါမယ်ကျမကတော့မပွင့်ဖြိုးဝင်းမှာဆေးဝါးပညာရှင်ဖာမစစ်တက်ဦးဖြစ်ပါတယ်ရှင်အကြိုက်ခဲပြောက်ဆေးကိုမတောက်ဖူးတဲ့သူမရှိတလောက်ဖြစ်မယ်ထင်ပါတယ်အနည်းဆုံးတော့ဖျားလို့တောက်ရတဲ့အထဲမှာလေကြိုက်ခဲပြောက်ဆေးပါပါတယ်ခေါင်းကိုက်လို့တောက်တာကလည်းကြိုက်ခဲပြောက်ဆေးပါအခုကြည့်နေတဲ့မိတ်ဆွေတို့ရောဘလို့ကြိုက်ခဲပြောက်ဆေးမျိုးတောက်ဖြစ်ကြလဲဆိုတာကိုကွန်မန့်မှာပြောခဲ့ပေးပါအောင်နော်အကြိုက်ခဲပြောက်ဆေးတွေကပုံစံမျိုးစုံရှိကြတယ်ကြိုက်ခဲသက်တာတဲ့စီးတစ်မျိုးပဲပါတာရှိတယ်လို့အလက်ဆန်လိုမျိုးပါရာစီတမောနဲ့အိုင်ဗျူပရိုဖန်တို့ကိုပေါင်းဆက်ထားတဲ့နှစ်မျိုးတွဲစီးပြားစီးတောင်တွေလည်းရှိပါတယ်အဲ့လိုမျိုးနှစ်မျိုးတွဲထားတဲ့အတွက်ကြိုက်ခဲပြောက်ဆေးတစ်မျိုးတည်းပါတာထက်စားလို့ရှိရင်အာနိသင်ပိုမြန်ပြီးတော့နာကျင်မှုကိုပိုပြီးတော့မြန်သက်တာစေတယ်တချို့ကအဲ့လိုမျိုးနှစ်မျိုးတွဲထားတဲ့အတွက်ကိုထိခိုက်တာကပိုများမယ်လို့ထင်တတ်ကြတယ်အခုပြောချင်တာကဒီပိုင်းပေါ့နော်အကြိုက်ခဲပြောက်ဆေးတွေကကိုမထိခိုက်အောင်ဂယူးစိုက်ပြီးတော့တောက်တက်ဖို့ရလိုပါတယ်ကြိုက်ခဲပြောက်ဆေးဆိုတာကအားဆေးမဟုတ်တဲ့အတွက်ကြောင့်မလို့နေ့စဉ်တောက်ရမယ့်ဆေးမဟုတ်ဘူးဒါကိုလေတော်တော်များများသိကြပါတယ်နာမှာကိုက်မှတောက်ရမယ်တောက်တဲ့အခါမှာလေ right dose မှန်ကန်တဲ့ပမာဏဖြစ်ရမယ်ဥပမာခေါင်းကိုက်တာခါနာတာပေါ့နော်မြန်သက်သာအောင်ဆိုပြီးတော့ကြိုက်ခဲပြောက်ဆေးကို2လုံး3လုံးတစ်ပြိုင်နဲ့တောက်လိုက်လို့မရပါဘူးတစ်နေ့3ချိန်ပဲတောက်ရမယ်ဆေးကိုတစ်နေ့3ချိန်မနေ့နေ့ညဆိုပြီးတော့ပဲတောက်ရပါမယ်ပို့ပြီးတော့မတောက်ရပါဘူးနောက်တစ်ခုကပြောက်ချင်စောနဲ့ကြိုက်ခဲပြောက်ဆေးအမျိုးအစားအမျိုးစုံကိုတစ်ပြိုင်နဲ့တည်းတောက်မိတာကိုလည်းအထူးသတိပြုရပါမယ်ဘာကြောင့်လဲဆိုလို့ရှိရင်ဒီလိုမျိုးဆေးပမာဏလွန်ကဲစွာတောက်မိခြင်း overdose ကနေတဆင့်မလိုလားအပ်တဲ့ဆိုးဝါးတဲ့ဘေးထွက်ဆိုးကျိုးတွေဖြစ်လာနိုင်လို့ပဲဖြစ်ပါတယ်ကိုတောက်မဲ့အကြိုက်ခဲပြောက်ဆေးတစ်မျိုးကိုတေချာရွေးချယ်ပြီးတော့ dose မှန်အောင်တောက်သုံးခြင်းကသာဒီနာကျင်မှုတွေကိုအထီးရောက်ဆုံးသက်သာစေပြီးတော့ခန္ဓာကိုယ်အတွက်လည်းအန္တရာယ်ကင်းစေမှာပဲဖြစ်ပါတယ်အကြိုက်ခဲပြောက်ဆေးကိုဗိုက်မနာအောင်အစာအိမ်မထိခိုက်အောင်တောက်ရမယ့်နည်းလမ်းကတော့ဆေးမတောက်ခင်မှာအစာကိုဝအောင်စားထားပါစားပြီးတာနဲ့ဆေးကိုချက်ချင်းတောက်ပါကျမဆေးဆိုင်မှာတော့ငါဆိုရင်ခဏကိုကြုံဘူးတာလေးပေါ့နော်အားလေးပြောပြချင်ပါတယ်အဲ့ဒါဘာလဲဆိုတော့ကြတော့ဒီဆေးကိုအစာစားပြီးမှတောက်တော့ဆိုလို့ရှိရင်တချို့အန်တီကြီးတွေကစားပြီးပြီဆရာမလေးထမင်းကျွန်းစားထားတယ်အခုတောက်လိုက်မယ်ဆိုပြီးတော့ပြောတာပေါ့နော်တေချာမေးကြည့်လိုက်တဲ့အခါမှာထမင်းကျွန်းစားတာကမနေ့6နာရီอ่ะအခုတောက်မယ်ဆိုတဲ့အချိန်ကကြတော့နေ့လေ17နာရီထိုးနေပြီပေါ့နော်စားထားတဲ့အစာနဲ့တကယ်တော့အဝေးကြီးဖြစ်နေပြီပေါ့နော်တချို့ရှိသေးတယ်ဒီအစာနဲ့တောက်ဆိုလို့တဲ့ဒီ coffee တစ်ခွက်ဘီစကစ်အချက်သေးသေးလေးတစ်ချက်နဲ့ပေါ့နော်အဲ့ဒါမျိုးစားပြီးတော့အကြိုက်ခဲပြောက်ဆေးကိုတောက်တာတကယ်တော့မရပါဘူးအဲ့လိုမျိုးစားယုံလောက်နဲ့အကြိုက်ခဲပြောက်ဆေးကိုတောက်လို့မရဘူးအစာဝလေးစားပြီးမှသာတောက်ခိုင်းတာပါဒါမှသာအစာအိမ်ကိုမထိခိုက်မှာပဲဖြစ်ပါတယ်ကိုကဘိုက်အောက်တက်လို့ဆိုလို့ရှိရင်တော့အစာအိမ်ဈေးနဲ့တွဲတောက်တာမျိုးလည်းရပါတယ်အစာအိမ်ရဲ့acid ထွက်တာနည်းစေတဲ့အဲ့လိုမျိုးအစာအိမ်ဈေးမျိုးတွေနဲ့တွဲတောက်တာမျိုးလည်းပြုလုပ်လို့ရပါတယ်တောက်တဲ့အခါမှာလည်းရေများနဲ့တောက်တာကအစာအိမ်ကိုပို့ပြီးတော့တက်တာဖြစ်စေပါတယ်ပထမတစ်ချက်အနေနဲ့ကြိုက်ခဲပြောက်ဆေးယူတဲ့အခါမှာလေအရည်သွေးကိုတေချာလေးဂယူဆိုင်ဖို့ရလိုပါတယ်ကိုကျန်းမာရေးအတွက်တောက်ရတာဖြစ်တဲ့အတွက်စိတ်ချရတဲ့ premium quality ဆေးမျိုးကိုပဲယူဖို့ရအကြံပေးချင်ပါတယ်ကြိုက်ခဲပြောက်ဆေးဆိုတာကအာနိသင်မြန်ဆန်ရုံနဲ့မကဘဲနဲ့အရည်သွေးပိုင်းမှာလည်းအာမခံချက်ရှိတဲ့ဆေးမျိုးကိုရွေးချယ်မယ်ဆိုလို့ရှိရင်ကိုယ်ဝေဒနာအတွက်စိတ်ချလက်ချနဲ့ပို့ပြီးတော့ထိရောက်စွာသက်သာစေမှာဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကြိုက်ခဲပြောက်ဆေးတောက်မယ်ဆိုလို့ရှိရင်မှန်ကန်တဲ့ပမာဏကိုပဲတောက်ပါများတောက်ဖို့မကြိုးစားပါနဲ့မနာမကြိုက်တော့ရင်ဆက်တောက်เสียမလိုပါဘူးရက်လိုက်ပါတကယ်တော့အကြိုက်ခဲပြောက်ဆေးဆိုတာတကယ်အကျိုးရှိတဲ့ဆေးတစ်မျိုးပါခံစားနေရတဲ့နာကျင်တာကြိုက်ခဲတာရောင်ရမ်းတာတွေကိုကြိုက်ခဲပြောက်ဆေးလို့ခေါ်တဲ့ energetic ကသာကိုသက်သာစေတာပါဒီနေရာမှာကျမအမြင်ပြောရလို့ရှိရင်ဆေးပြင်းနဲ့မတောက်ဘူးဆိုတာတဲ့
ဆေးကိုမှန်ကန်စွာတောက်နိုင်အောင်ကြိုးစားတာကသာခံစားနေရတဲ့ဝေဒနာကိုထိရောက်စွာကုသနိုင်ခြင်းလို့မြင်ပါတယ်။ဒါကြောင့်မလို့နာရင်ကိုက်ရင်ဆေးတောက်ရမလားဆိုလို့ရှိရင်တော့ဆေးတောက်တဲ့အခါမှာအစာသေချာစားပြီးမှတောက်ပါ။ဘိုက်အောင်တက်ရင်အစာအိမ်ဆေးနဲ့တွဲတောက်နိုင်တယ်လို့ရေများများတောက်ပေးခြင်းကလည်းအစာအိမ်ကိုပို့ပြီးတော့တက်တာစေပါတယ်လို့အကြံပေးခြင်းပါတယ်။ကဲဒီလောက်ဆိုလို့ရှိရင်တော့အကြိုက်ခဲပြောင်ဆေးတွေကိုအနေမရှိအောင်ကိုကိုမထိကြိုက်အောင်ဘလို့တောက်ရမလဲဆိုတဲ့နီလန်းလေးကိုတည်သွားချလိမ့်မယ်လို့ယုံကြည်ပါတယ်။ကိုပတ်ဝန်းကျင်ကသူတွေကိုလည်းပြန်လည်ဝေမျှဖို့ရအတွက်ဒီ post လေးကို share ပေးဖို့ရတောင်းဆိုချင်ပါတယ်။အားလုံးပဲကျမ်းမာရှင်လန်းနဲ့နေ့ရက်လေးတွေပိုင်ဆိုင်နေကြပါစေရှင်။